73နှစ်လောက်ရှိတဲ့ Speed and Thailand Group Hello everyone have a good day ပထမဦးစွာပညာဒါနလေးလုပ်ချင်ပါတယ်ပညာဒါနဆိုတာငွေပြားတစ်ချက်မှစိုက်စရာမလိုတော့ကျွန်တော်ကုသိုလ်လေးရပါတယ်ကျွန်တော်ဆယ်နီးကိုတင်ပေးပါမယ်ဘာလို့ဆယ်နီးတင်ပေးရတယ်လဲဆိုလို့ရှိရင်အလုပ်ထဲမှာကိုယ်သူများတွေဆဲတာတွေလဲကိုတိကြားရတဲ့ခါမှာကြိုက်တယ်မကြိုက်ဘူးဆိုတာကိုယ်ကနေကိုယ်ဆုံးဖြတ်လေ့လာလို့ရတာပေါ့နော်ပထမဦးဆုံးကိုတလိษံလို့ပြောခံတဲ့ဟာကိုကျွန်တော်တင်ပေးပါမယ်တလိษံလို့ပြောလို့ရှိရင်တို့ကအိုက်စာဒီချန်နယ်မှာမေးဆိုရင်တော့ခေါအိုက်စာအဲ့တော့တလိษံကောင်းလို့ပြောရတယ်နောက်တစ်ခုကအိုက်ခွိုင်းအဲ့ဒါကကျွဲကောင်လို့ပြောပါတယ်နော်ပြီးလို့ရှိရင်အဟီယာဒီချန်နယ်တော့မှနောက်တစ်ခါပြောပါမယ်ကျွန်တော်အဟီယာအဲ့တော့စပီလို့ဆဲပါတယ်နော်မိတ်ဆွေတို့စပီလို့ဆဲပါတယ်နောက်လဲရှမ်းစကားတီးချင်လို့ရှိရင်ကျွန်တော်ကွန်မန့်မှာရေးခဲ့လို့ရပါတယ်ရှမ်းစကားကိုဗာလေးတီးချင်တယ်ဆိုတာကိုကျွန်တော်ကနေမှတီးတလောက်တက်တလောက်နဲ့ကျွန်တော်တင်ပေးပါမယ်ကျွန်တော်ရဲ့73နှစ်လောက်ရှိတဲ့ Speed and Thailand Grade ကိုကျွန်တော်တင်ပေးပါမယ်နော် I find a here ကွန်မန့်မှာရေးခဲ့ပါနောက်ထပ် next level ကိုတွားချင်တယ်ဆိုတော့ up ဖြစ်ချင်တယ်ဆိုလို့ရှိရင်နော်ဒါပဲပါအားလုံးကောင်းတော့နေ့လေးဖြစ်ပါစေကချင်ကြီးပါ